မင်းစင်းပန်ကိုဆိုတာလူပုဂ္ဂိုလ်တယောက်နာမည်တစ်ခုဆိုပေမဲ့နာမည်လေးကြားလိုက်တာနဲ့လူပညာဆန်လိုက်တာပေါ့နောက်ပြီးတော့မျက်လုံးထဲမှာလည်းအတန်အောင်နဲ့အဝါရောင်တွေကိုတန်းပြီးတော့မြင်နေမိစေတယ်ဒါကတော့အယောင်နဲ့နာမည်ကိုတွဲပြီးတော့မြင်နေမိစေတဲ့ချက်ပေါ့ဗျာအဲ့ဒါရဲ့နောက်ဆက်တွဲတွေက negative ဖြတ်လိုက်တာတို့အကြီးကားဆိုလို့တကားမှလည်းမရောက်ခဲ့ရဘူးလို့နောက်ပြီးတော့စကားပြောရင်လည်းဘူးကြတီထန်တာနဲ့ဒါနဲ့မြန်အင်္ဂလန်ပြည်မှာအကြီးကားရောင်းဆေးတောင်လုပ်ခဲ့သေးတယ်ဆိုလားပဲအဲ့အနေတဲကွဲပြီးတော့တဲအုပ်ဆရာဖြစ်လာပြန်တော့လဲ6မီလီတွင်းနေမှာတဲအုပ်ဆရာနဲ့မတူဘဲနဲ့ဆုတ်ချ6မီလီတွင်းလောက်တမားတရားနဲ့တူနေပြန်တော့သူ့ရဲ့ခံယူချက်နဲ့ဘာသာရေးကမကိုက်ညီဘူးပဲဆိုပါတော့အဲ့ဒါလိုနဲ့နောက်ဆုံးမှာဗင်းစင်ပန်ကိုလည်းပကြီးဆရာတယောက်ဖြစ်လာခဲ့တယ်ပဲထားပါတော့ကြီးဆရာဖြစ်လာပြန်တော့လည်းမလွယ်ပါဘူးဗျာဒီလွယ်ပါအောင်လဲကြီးကားတစ်ချက်မှမရောက်ရပဲကိုဟောရင်ပြစ်တစ်ပြီမှာငတ်နေရကြာပေါ့ညီကောင်းလေးတယောက်ရှိနေလို့ပါပဲသူညီကလည်းတော့ကောင်းချပါတယ်သူ့ကိုစိတ်လိုက်ကြနေမှာဆိုလို့ဆိုပြီးတော့ဆရာကြီးကောကင်ကိုတောင်မှပတ်စံပေးပြီးတော့သူနဲ့တူတွားနေစေလိုက်သေးတယ်။ဟိုကလည်းကောကင်ဆိုခင်ပါတယ်လေးစားပါတယ်။ဒါပေမဲ့တီတန်လာလေးတစ်ခုကြောင့်ပဲကောကင်နဲ့လည်းထားမတတ်ရုံတမဲစကားတွေများရန်တွေဖြစ်တခါများဆိုနောက်ကနေပြီးတော့တင်လုံးသားနဲ့လိုက်သေးတယ်ဆိုလားပဲ။နောက်ဆုံးကတော့ကောကင်လည်းမနေရတော့ထွက်ပြေးအဲ့မှာပဲဘန်ကိုကစိတ်ဓာတ်တွေကြာစိတ်တွေကြောင်ချောက်ချာဖြစ်ညွတ်တွေဖြတ်စိတ်စားစီုံရောက်ပြီးတော့တစ်ခေတ်တစ်ခါဦးငဲ့တီဆိုခဲ့တဲ့ဒီကျော်ရီစုံနဲ့ညတချင်းတစ်ပုတ်ဖြစ်လာခဲ့တယ်ပဲထားပါတော့သူလည်းချင်းအောင်နေဆင်းပြီးတော့တိတ်မကြလိုက်ပါဘူးသူ့ဘာသူရှော့သွားချတယ်ဘာလို့လို့မအောင်မြင်တဲ့ဘဝယူစိတ်ရကြလုံးလုံးနေပါပေါ့ဗျာခုများတော့ဘင်းစင်ပန်ကိုဆိုရင်သူရေးခဲ့တဲ့ကြီးကားတွေမကဘဲနဲ့သူနေထိုင်ခဲ့တဲ့39နှစ်ဆယ်စုနှစ်တစ်ခုစာကြီးဆရာဘွားတစ်ခုတောင်မှလူပညာစံတန်ပြောနေကြရပြီလေဒါပါပဲကြီးဆရာနဲ့ဘွားဆိုတဲ့6 Self as an exile. Yes, sales brother. I'm Paul Gauguin. We have to start a revolution. Do you understand? We have to create a new vision, a new way of painting. I spent all my life alone in a room. I'd like to find a new light for paintings that we haven't yet seen. There's something inside me. I don't know what it is. What I see, nobody else sees it. You're a stranger here. You drink too much. You're hysterical, out of control. I don't want to calm down. It's called the act of painting for a reason.